အရေးတကြီးအသိပေးချင်တာလေးရှိလို့ပါကျွန်တော်ခွင့်ပြုချက်မပါဘဲနဲ့ကျွန်တော်အတန်ကိုယူသုံးထားတဲ့ဗီဒီယိုတွေနဲ့ပစ္စည်းရောင်းနေတာမျိုးတွေရှိပါတယ်အဲ့ဒီဗီဒီယိုတွေကနေပြီးတော့ပစ္စည်းတစ်ခုခုဝယ်ခဲ့ပြီလို့ပြဿနာတစ်ခုခုကြုံခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာမှတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးမှာမျိုးမဟုတ်ပါဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနေပြီးတော့ပစ္စည်းဝယ်ယူလို့ရနိုင်တဲ့နေရာတွေကိုကျွန်တော်ပြောပြပေးပါမယ်နော် Facebook မှာဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့ဒီ Facebook page ရဲ့ဒီမှာ follower က3သိန်းနဲ့မှာ9000ခွဲရှိတယ်ဒီ page ကနေလည်းကျွန်တော်တို့ဝယ်လို့ရတယ်ဒီ page ကနေပြီးတော့ဝယ်ခဲ့ပြီလို့ပြဿနာတစ်ခုခုကြုံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဖြည့်ရှင်းပေးမယ်ဒီ page ကမဟုတ်ဘဲနဲ့တခြားနေရာကနေဝယ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှဖြည့်ရှင်းပေးမှာမျိုးမဟုတ်ဘူးเนาะနောက်ထပ် Facebook page တစ်ခုကကြတော့ဒီမှာ MNS Electronic Shop ဆိုတဲ့ Facebook page ဖြစ်တယ် follower က9900 follower ရှိတယ်เนาะဖုန်းနံပါတ်တွေလည်းရေးပေးထားတယ်ဖုန်းနံပါတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့တာဝန်ယူပြီးတော့ဒါကိုင်းဆောင်နေတဲ့ဖုန်းနံပါတ်ကဒီနှလုံးပဲရှိတယ်ဒီမှာ089 696 695ရဲ့986 914 936ရဲ့ဒီနံပါတ်နှလုံးကလွဲပြီးတော့တခြားဖုန်းနံပါတ်ကိုဆက်ပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့ဘာမှတာဝန်ယူပြီးတော့ဆောင်ရွက်ပေးမှာမျိုးမဟုတ်ဘူးနောက်ပြီးတော့ဒီမှာ Telegram ရဲ့ Viber ရဲ့ဆိုပြီးတော့ရှိတယ်ဒီမှာဆိုရင်လည်းဒီမှာနံပါတ်ရှိတယ်98002383ဆိုတဲ့နံပါတ်ဖြစ်တယ်အဲ့ဒီနံပါတ်ကကျွန်တော်တို့ဖုန်းခေါ်လို့မရဘူးဖုန်းခေါ်ခြင်းနဲ့ဆိုရင်ဒီမှာအပေါ်နံပါတ်2ခုကနေပြီးတော့ခေါ်ပြီးတော့ဆက်သွယ်လို့ရတယ်ကျွန်တော်အခုပြထားတဲ့အချက်လက်တွေကမဟုတ်ဘဲနဲ့တခြားအချက်လက်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ပစ္စည်းတစ်ခုခုဝယ်ခဲ့ပြီလို့ပြဿနာတစ်ခုခုကြုံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာမှတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးမှာမျိုးမဟုတ်ပါဘူးเนาะကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုမဟုတ်ဘဲနဲ့တခြားတစ်ယောက်ကကျွန်တော်ခွင့်ပြုချက်မပါဘဲနဲ့ကျွန်တော်အတန်နဲ့သုံးထားတဲ့ဗီဒီယိုကိုတင်ထားတာကိုမြင်ပြီးတော့ပစ္စည်းတစ်ခုခုဝယ်ခဲ့ပြီလို့ပြဿနာတစ်ခုခုကြုံခဲ့တယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဘာမှတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးမှာမျိုးမဟုတ်ပါဘူးဒီမှာတခါတည်းအသိပေးချင်တာကကျွန်တော်တို့ကိုယ်ပိုင် page တွေ channel တွေ account တွေကနေတင်ထားတဲ့ဗီဒီယိုတွေအတန်တွေကိုတခြားမြည်သူတဦးတစ်ယောက်ကိုမှပြန်လဲပြီးတော့အသုံးပြုခွင့်ပေးမထားပါဘူးတကယ်လို့တရားရောက်ကပြန်လဲပြီးတော့အသုံးပြုပြီးတော့တင်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ခိုးယူသုံးစွဲခြင်းသာဖြစ်တယ်ဆိုတဲ့အကြောင်းလေးပြောပြပေးချင်ပါတယ်